တချင်းမှာတရုတ်ဆောင်မမင်းသား၃ယောက်ကိုကလန်ပေးပြီးအကောလောကညင်းနာကိုခံခဲ့ရတဲ့အီမီဆန်မင်္ဂလာပါပရိသတ်ကြီးငကောင်းမလေးအီမီဆန်ဆိုတာကတော့မြန်မာနိုင်ငံမှာမသိရသူမရှိအောင်နာမည်ကြီးတဲ့ဆယ်လီနုပညာရှင်တယောက်ပဲဖြစ်ပါတယ်မြန်မာအိုက်ဒေါ်ချစ်ဆိုပြန်ပွဲကနေတဆင့်အနုပညာလောကတွေကိုဝရောက်လာခဲ့တဲ့အီမီဆန်ဟာသူ့ကိုယ်သူငကားတိုက်ကလာပြီးတော့အရာရာကိုကြိုသိနေတဲ့ဆိုတဲ့စကားကြောင့်လူမသိသူမသိဆိုတော့ဘွားကနေအခုလိုနိုင်ငံကျော်ဆယ်လီတယောက်ဖြစ်လာခဲ့တယ်ဆိုရင်လည်းမမှားပါဘူးနော်သူကိုငကားမလေးလို့ခေါ်ရင်လည်းအရေးကြီးနေတတ်ပါရီမီဒီယာမှာငကားပူပူပြတတ်တာကြောင့်ဝေဖန်မှုအလွန်ခံရသူဆိုရင်လည်းမမှားပါဘူးနော်ဘသူတွေဘလို့ပဲတက်ခတ်ပါစေအီမီဆန်ကတော့အမြဲတမ်းသူပြောချင်တာပြောသူလုပ်ချင်တာပဲလုပ်လို့ရှိတာကြောင့်ပရိသတ်တွေကတောင်မှလက်လျှော့ခဲ့ရသူဆိုရင်လည်းမမှားပါဘူးရှင်လူကသာပေါ်တော်တော်နဲ့ပြောချင်တာတွေပြောတာအနုပညာရေးချင်းကတော့ရှိတဲ့လောက်ရှိပြီးတော့ရုပ်ရည်ပိုင်းရလေပရိသတ်တွေသဘောကျလောက်တဲ့ချင်းနေမျိုးရှိတာကြောင့်အီမီဆန်ဟာအခုလောက်ထိနာမည်ကြီးလာခဲ့တာလည်းဖြစ်ပါရီနဂါမလေးအီမီဆန်ဂီတနုပညာပိုင်းသာမကရုပ်ရှင်နုပညာပိုင်းကိုပါကူးပြောင်းလာခဲ့တာကြောင့်အခုဆိုရင်သူမဟာရုပ်ရှင်စကားကြီးတွေမှာပါဝင်တရုပ်ဆောင်ခွင့်ရှာနေပြီပဲဖြစ်ပါရီဒါပေမဲ့လည်းဘလောက်ပဲရုပ်ရှင်ဘက်ကိုကူးပြောင်းနေပါစေအဆိုဝါဒနာရှင်လိုင်းဘက်ကနေစတက်လာခဲ့တဲ့အီမီဆန်သူမရဲ့မူလစင်မြေဖြစ်တဲ့တခြင်းတွေကိုလည်းတစ်ဖက်ကနေဖန်တီးထုတ်လုပ်နေဆဲဖြစ်ပါရီအခုချိန်မှာတော့အီမီဆန်ကိုယ်တိုင်တီးဆိုတရုပ်ဆောင်ထားတဲ့ music video တွေလည်းများစွာရှိနေပြီးတော့နောက်ထပ်လည်းတခြင်းသစ်တွေကိုထပ်ထုတ်နေရလို့သိရပါရီဒါပေမဲ့လည်းအရာရာနဲ့အကြောက်ကြောက်မဖြစ်ရရင်မနေနိုင်တဲ့အီမီဆန်အခုလည်းတခြင်းသိရိုက်ကူးမှုနဲ့ပတ်သက်ပြီးပြဿနာအသေးလေးတစ်ခုဖြစ်လာပြန်ပါရီအဲ့ဒါကတော့သူမရဲ့တခြင်းမှာပါဝင်တရုပ်ဆောင်ဖို့ကန်လိုက်တဲ့မင်းသားတွေစီကနေအငင်းခံလိုက်ရတာပဲဖြစ်ပါရီမင်းသားတောင်မှတယောက်တည်းစီကငင်းခံရတာမဟုတ်ပဲမင်းသား၃ယောက်လောက်စီကဇက်တိုက်ငင်းခံလိုက်ရတာဖြစ်ပါရီအီမီဆန်သူမရဲ့ MV မှာ romance ခန်းလေးတွေလှလှလေးတွေကိုပုံဖော်ချင်တာကြောင့်အဓိကမျက်လုံးနဲ့တရုပ်ဆောင်နိုင်ဖို့မျက်လုံးလှတဲ့မြန်မာမင်းသားတွေကိုပဲရွေးပြီးတော့ကန်လန့်ခဲ့တာဖြစ်ပါရီအဲ့ဒီကမှမင်းသား၂ယောက်ကတော့သူမလာကန်လန့်မှအလုပ်တွေမအားရတာကြောင့်မရိုက်ကူးပြစ်လိုက်တာဖြစ်ပြီးနောက်မင်းသားတစ်ယောက်ကတော့သူကြီးစားကသူနဲ့အီမီဆန်တွဲရိုက်မှာကိုတဝင်းတိုးလေးဆိုလို့ရိုက်ကူးခွင့်မချလိုက်တာလို့သိရပါရီအီမီဆန်ကတော့သူမကန်လန့်လိုက်တဲ့မင်းသား၃လက်ဟာနာမည်၃လုံးနဲ့နာမည်နှလုံးရှိသူတွေဖြစ်ပြီးတော့ရီးစားကြောင့်မလို့လန်းလန်းနာပြစ်သွားရတဲ့မင်းသားကတော့နာမည်၃လုံးနဲ့နာမည်ကြီးမင်းသားဖြစ်တယ်လို့မီဒီယာကိုရှင်းဖွင့်ထားပါရီဒီလိုမျိုးညှင်းလိုက်မှုပေါ်မှာလည်းအီမီဆန်ကလူဆိုတာလှုပ်လှုပ်တဲ့ခါမှာ professional နဲ့ personal ကိုခွဲခြားဖို့လိုတယ်လို့သူမရဲ့အမြင်ကိုပြောလာခဲ့ပါရီဘလို့ပဲဖြစ်ဖြစ်မြန်မာမင်းသား၃လက်စလုံးစီကနေညှင်းခတ်လိုက်ရတဲ့အီမီဆန်ကတော့လက်မလျှော့သေးပဲနဲ့ဘန်ကောက်ကနေပဲမင်းသားခေါ်ရိုက်တော့မယ်လို့လည်းဆိုပါရီမြန်မာမင်းသားတွေတောင်မှလွတ်ရလွတ်ကြောင်ရှောင်းနေတဲ့အီမီဆန်ကိုဘန်ကောက်ကဗေမင်းသားကတွဲရိုက်ပေးမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲနော်တကယ်ဘန်ကောက်ကမင်းသားနဲ့ရှိုင်းမြိုက်ကတော့ music video ထွက်လာမှသိနိုင်မှာပါအီမီဆန်ကိုချစ်ခင်ကြပုံပေါ်တဲ့ပရိသတ်တွေကလည်းသူမရဲ့ကန့်လန့်မှုကိုညှင်းလိုက်တဲ့မင်းသားကအမှန်နဲ့လို့တောင်မှထောက်ခံနေကြပါရီဘသူပါပြောလှုပ်ချင်တာကိုအမြဲလုပ်တတ်တဲ့အီမီဆန်တယောက်အခုလည်းဘလို့ပုံစံနဲ့ music video တွေထွက်လာအောင်မလဲဆိုတာစောင့်မျှော်ရအောင်မှဖြစ်ပါရီပရိသတ်ကြီးတို့အရောအီမီဆန်ကိုညှင်းလိုက်တဲ့မျက်လုံးလာတွေဆိုတဲ့မင်းသား၃လက်ကဘသူဖြစ်မလဲလို့ထင်ပါတယ်ရှင် comment မှာခန့်မှန်းပေးခဲ့ကြပါဦးနော်